ကျွန်တော်ဟာ AI မဟုတ်ပါဘူးလူသားတယောက်ပဲဖြစ်လို့ဒီလိုမျိုးအောင်ပွဲခံမှုတွေကအခုတခါမှာတော့လူတွေထင်ထားတာထက်အများကြီးပိုကောင်းတဲ့ဂွာဒီယိုလာရဲ့ Man City အသစ်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ်။ Premier League မှာအမှတ်ဖြတ်ပြီးတော့ဥဆောင်နေတဲ့ Arteta ရဲ့ Arsenal ကိုဝင်ဘလီဘိုလူပွဲမှာအနိုင်ရလိမ့်မယ်လို့ဘယ်သူမှထင်မှတ်မထားခဲ့ကြပါဘူး။နီးပြပတ်ဂွာဒီယိုလာကိုယ်တိုင်ကတော့ဒီပွဲအတွက်သူတို့အသင်းဘက်ကနေတပောင်ဘိုးတောင်လောင်းရဲတဲ့သူရှိမှာမဟုတ်ဘူးလို့ပွဲအပြီးမှာပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ရတဲ့အထိပါပဲ။ဒါပေမဲ့တကယ်လက်တွေ့ကွင်းထဲမှာတော့ Man City တို့ဟာဖောင်ဖြတ်ကစားသွားပြီး Arsenal ကို2ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အပြတ်အသက်အနိုင်ယူကာကာရာဘောင်းဖလားကိုထိုက်ထိုက်တန်တန်သိမ်းပိုက်သွားခဲ့ပါတယ်။ Nico O'Reilly ရဲ့တွင်းဂိုးတွေနဲ့အတူအသင်းရဲ့ကစားပုံဟာအမခန်းကောင်းမွန်လွန်းနေလို့ဂွာဒီယိုလာတယောက်သူ့ရဲ့နီးပြဘဝမှာအရေးကြီးဆုံးဂိုးတစ်ဂိုးရလိုက်တယ်လို့မျိုးအစွမ်းကုန်အော်ဟစ်ပြီးတော့အောင်ပွဲခံခဲ့တာကိုပရိသတ်တွေလည်းမြင်တွေ့ခဲ့ရမှာပါ။အောင်ပွဲခံလွန်းလို့ကြော်ညာဆိုင်ဖို့ကိုပါကန်ကြောက်မိပြီးအဝါကပ်အပြသခံရချိန်မှာတော့ဂွာဒီယိုလာကကျွန်တော်ဟာ AI မဟုတ်ပါဘူးလူသားတယောက်ပဲဖြစ်လို့ဒီလိုမျိုးအောင်ပွဲခံမှုတွေကရှိနေအောင်ပါပဲလို့ဂုံယူဝင့်ကြွားစွာတုံ့ပြန်ခဲ့ပါသေးတယ်။ဒီလောက်ထိဂွာဒီယိုလာကိုစိတ်လှုပ်ရှားစေခဲ့တာကဒီ Man City အသင်းဟာအရင်တော့ကစူဖလားတွေတပြုံတစ်ခေါင်းကြီးယူခဲ့တဲ့အသင်းကြီးမဟုတ်တော့ပဲသွေးသစ်တွေနဲ့ဖွဲ့စည်းထားတဲ့အသင်းသစ်ကလေးဖြစ်နေလို့ပါပဲ။ကိုသမား James Trafford နောက်ခံလူ Matthias Nunes, Kusanov, O'Reilly, Semenyo နဲ့ချာကီတို့လိုမျိုးကစားသမားအသစ်တွေပထမဆုံးအကြိမ်ဘိုးလူပွဲကိုဆင်နွှဲခဲ့ရတာပါ။ Kusanov ဟာ Arsenal တိုက်စစ်မှု Yogres ကိုနောက်ကနေအကြမ်းဖက်ဝင်အုပ်တာမျိုးတွေရှိသလိုအသင်းပေါ်တွေဖလားကြီးနဲ့အောင်ပွဲခံနေချိန်မှာကွင်းနဲ့သူ့အတူလဲလျောင်းပြီးဖုန်းသုံးနေတဲ့ချာကီလိုမျိုးထူးဆန်းတဲ့ကစားသမားတွေပါဝင်နေပေမဲ့ဒီလူငယ်တွေဟာဂွာဒီယိုလာရဲ့ကစားကွက်ထဲမှာအကောင်းဆုံးအဝင်ခွင့်ကြဖြစ်နေကြောင်းကိုဒီဘိုလ်လုပွဲကသက်သေပြနိုင်ခဲ့ပါတယ်။ချန်ပီယံလိမှာရီယယ်မက်ဒရစ်ကို9ဂိုးတဂိုးနဲ့ရှုံးပြီးထွက်ခဲ့ရလို့ဝေဖန်မှုတွေမြင့်တက်နေချိန်တချို့ပရိသတ်တွေကနီးပြအပြောင်းလဲလုပ်ဖို့အထီတောင်ရရက်ဆက်ဆက်တောင်းဆိုနေချိန်မှာဒီကာရာဘောင်းဖလားအောင်ပွဲဟာမန်စီးတီးအတွက်တကယ်ကိုကြီးမားတဲ့အသက်ရှူပေါက်ဖြစ်ခဲ့ရပါတယ်။ကွင်းထဲမှာသမီးဖြစ်သူမာရီယာကိုဖတ်ပြီးအောင်ပွဲခံနေတဲ့ဂွာဒီယိုလာရဲ့ပုံရိပ်ကဒီအသင်းသစ်ပေါ်ဘလောက်ထိသူယုံကြည်မှုရှိနေတယ်လဲဆိုတာကိုအထင်အရှားပြသလိုနေပါတယ်။ပြီးပြည့်စုံတဲ့အသင်းတစ်ခုမဟုတ်သေးပေမဲ့အရာအလုံးကိုရယူမှုတဲ့ဂွာဒီယိုလာရဲ့လမ်းညွှန်မှုအောက်မှာဒီမန်စီးတီးလူငယ်တွေဟာပရိသတ်တွေထင်ထားတာထက်အများကြီးပိုပြီးတော့ကြီးကျယ်ခမ်းနားတဲ့အနာဂတ်သစ်တစ်ခုစီကိုရှီတက်နေပြီပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့လူတွေထင်ထားတာထက်အများကြီးပိုကောင်းနေတဲ့ဂွာဒီယိုလာရဲ့မန်စီးတီးအသစ်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။အခုလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုခန်းစားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဖို့မေတ္တာရက်ခံအပ်ပါတယ်။ဆုံးထိနားဆင်ပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။